မေးထားလိုက်အဲ့ဒီချိန်ချွေဝင်နေလွယ်ဝေးစိတ်တွေတကယ်ဆိုရင်လည်းမင်းနဲ့တို့ကြကထားရှိခဲ့ကြတဲ့ကျင်နာခြင်းနားလည်းမူလွယ်လို့တို့ဝေးခဲ့ပြီတကယ်ဆိုရင်လည်းမင်းနဲ့တို့ကြကထားရှိခဲ့ကြတဲ့ကျင်နာခြင်းနားလည်းမူလွယ်လို့တို့ဝေးခဲ့ပြီအားရောပါဆိုပါအပြည့်ဆိုပါ royalty တိုက်ပါမယ် မရတော့သိရ Okay ကဲပြန်ဆိုပါတကယ်ဆိုရင် ခဲ့ကြတဲ့ကျ ကျ င် င် နာ နာ ခြ ခြင်း င်းနားလည်းမူလွယ်လို့ ဟုတ်ပြီ တို့ဝေးခဲ့ပြီ တို့ဝေခဲ့ပြီ Okay နားလည်မှုလွယ်လို့တို့ဝေကြပြီလားတို့ဝေခဲ့ပြီလား တို့ဝေးခဲ့ပြီ စာလုံးပေါင်းအရေးအတွက်ပြည့်ရလားကြည့်ပါဦးကိုးလုံးဖွက်ထားတာပါ နားလည်းမူလွယ်လို့ပြီပါတယ် စစ်လို့ပြီးပြီအတီးပြုပါ တီးပြပါတယ် Okay အတီးပြုပါတယ်တဲ့ဗျာမှန်ကန်ပါတယ်